အကြောင်းမျိုးနဲ့မှရှိရဲကလေးသူငယ်များအတွက်ပံ့ပိုးပေးခဲ့သောစေနာရှင်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။အောင်မြင်မှုအနေနဲ့တော့ TTC အစီအစဉ်လေးဖြစ်ပါတယ်။အိမ်တိုင်းရာရောက်ပေါ့နော်ဒီကျမကြီးနဲ့ပတ်သက်တဲ့အသိပညာတွေကိုတက်ရောက်ဆွေးနွေးပေးခြင်းအားဖြင့်ကိုဝင်ဆောင်မိခင်68ယောက်နဲ့ဒီနှစ်အောက်ကလေးမိခင်422ယောက်ဟာအပြုအမူတွေပြောင်းလဲတာကိုတွေ့ခဲ့ရပါတယ်။ဒီမှာရှေ့ဆက်ပြီးတော့မှလုပ်ရမယ့်အစီအစဉ်ကတော့ဒီပတ်ဝန်းကျင်စိမ်းလန်းစုပြည်ရေးအတွက်ဒီကလေးသူငယ်များနဲ့ပူးပေါင်းပြီးတော့မှအသိပညာပေးပြီးတဲ့အခါမှာမိုက်ဆွန့်ပစ်တဲ့စနစ်တွေကိုလုပ်ဖို့အတွက်အစီအစဉ်များရှိနေပါတယ်။ရှင်ကျမနာမည်မခင်တရားလင်းဖြစ်ပါတယ်ကျမချောင်းဝါရွာမှာနေထိုင်တဲ့နေ့ကကလေးမိခင်တူဖြစ်ပါတယ်ရှင်ကျမရင်တော့ DDC ခု DDC အစီအစဉ်မှာပါဝင်နေပါရဲ့ရှင်ရင်တော့ DDC အစီအစဉ်မှာမရှိခင်တော့ဆိုလို့ရှိရင်ကျမရဲ့ဘူးတူတိုင်းနေပါခဲ့လို့ဖြစ်လာတဲ့မူကျန်းစာကလေးတယောက်ဆုံးချုံခဲ့ပူပါရဲ့ခု DDC အစီအစဉ်မှာပါဝင်ခဲ့လို့ကျမရဲ့ဘူးတူတိုင်းများရရှိခဲ့ပြီးတော့ခုလိုအောင်မြင်တဲ့ကျမဝါဖြိုးစာကလေးငယ်လေးတယောက်ကိုရရှိမွေးဖွားခဲ့ပါရဲ့ရှင်သမီးနဲ့များတော့မကြည့်တွေ့ကြပါဘူး။ဘိုးတက်ခွင့်ရရှိခဲ့ပါတယ်။အဲဒီကိမတိုက်ခင်ကသမီးရဲ့ဘဝရည်မှန်းချက်တွေပန်းနိုင်ရုံနဲ့မချမှတ်တတ်သေးပါဘူး။ကိုနေ့စဉ်ဘဝမှာကြုံတွေ့နေရဘယ်နေရာအန်တယ်ရှိရဘယ်နေရာလုံးကြုံနေရုံလည်းမခွဲခြားတတ်သေးပါဘူး။ဒီ life skill တွေနဲ့ကိုတက်ပြီးတော့ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေပန်းနိုင်ရုံလည်းချမှတ်တတ်လာပါတယ်။ဘယ်နေရာကိုယ့်ဘဝမှာဘယ်နေရာလုံးကြုံနေဘယ်နေရာအန်တယ်ရှိခွဲခြားတက်လာတဲ့ထိလာတဲ့အန်တယ်ကင်းအောင်လည်းနေထိုင်တက်လာတဲ့ဒီသမီးရဲ့ရည်မှန်းချက်ကတော့ဆရာဝန်ဖြစ်ချင်တဲ့ရည်မှန်းချက်ရှိပါတယ်။